ကျွန်တော်နာမည်ကတော့ဝင်းဆိုးလို့ခေါ်ရတယ်ကျွန်တော်ဒီတက်မတော်မှာစစ်တက်မှာပေါ့တက်ကြကြီးကျွန်တော်နာမည်ထိမြင့်တက်ကြကြီးဆန်ချိုလှမစစ်တက်မှာကျွန်တော်တာဝန်ထမ်းတော်တဲ့အချိန်မှာတော့ဘလို့နေနေမှာတော့အစင်မပြေဘူးပေါ့နော်ဟိုဘဝအမျိုးမျိုးကြုံတွေ့ခဲ့ရတဲ့အများကြီးပေါ့ခံစားခဲ့ရတယ်ပေါ့ဟုတ်ကဲ့ပါကျွန်တော်တို့ဒဏ်ရာရတဲ့အချိန်မှာတော့ပေါ့နော်ဒီပွဲဖြစ်ပြီးဒဏ်ရာရတဲ့အချိန်မှာတော့ကျွန်တော်တို့အခုလိုထိခိုက်နေဆိုတော့ဒီလက်ရှိဒီလူနာကားနဲ့ပဲပေါ့နော်ချက်ချင်းသူတို့ကဲတင်နေပေါ့နော်ဒီအသက်ဆုံးရှုံးမှုမဖြစ်အောင်ဒီကားနဲ့ပဲကဲတင်လာတယ်ပေါ့နော်ဒီကိုဓာတ်ရိုက်တွဲပြီးတယ်ပေါ့ဒီရောက်တဲ့ခါကျဒီကဆရာမတွေပါတယ်အကုန်လုံးနုနုထွထွေးစိကူတာမှုတွေပေးတယ်ပေါ့အဲ့ဟာတော့ကျွန်တော်တို့အနေနဲ့ကတော့မတန်ဝမ်းသာတယ်ပေါ့နော်ဒီကဆရာမလေးတွေနဲ့ရဲဘော်ဒီကအားလုံးကိုကျွန်တော်ကိုယူရတရုတ်တရနဲ့အကုန်လုံးမယုံမချကုတာပေးပါတယ်အကုန်လုံးသူတို့ကအသတ်ရအောင်ကျွန်တော်တို့ view site ပြီးတော့ရင်လုပ်ပေးပါတယ်ကျွန်တော်အားရလာတဲ့အချိန်ကနေပြီးတော့ဆောင်းနဲ့ကျွန်တော်ဖြစ်ချင်းကျွန်တော်ကိုစိတ်ကူပေးတယ်စိတ်ကူပေးတာနဲ့မပူပါနဲ့မနဲ့မိုးလင်းတာနဲ့ဆေးရုံပို့မယ်ဆိုပြီးကျွန်တော်တခါတည်းဆေးရုံပို့ပေးပါတယ်ဘာတော့ဒီကအဖွဲ့တွေကလည်းနုနုထွထွေးလူသားချင်းကိုယ်ရစာနာတဲ့သဘောနဲ့ကျွန်တော်တို့ခုလိုဆေးတွေကုသပေးတယ်နုနုထွထွေးဆက်ဆံကြတယ်ဒီလိုပေါ့နော်ဟိုမိသားစုတစ်ဖွဲ့တို့ဆော့ရှော့တဲ့အဖွဲ့အကြောင်းမို့ကျွန်တော်တို့ကလည်းသူတို့ကိုလည်းတကယ်လည်းကျေးဇူးတင်ပါတယ်နော်အားလုံးနဲ့ကျွန်တော်တို့ကတာရောနဲ့တရားရတယ်ရှိခဲ့ပါတယ်မြန်မာစစ်တပ်ကဘာလို့တော့ရလဲဆိုတော့ကျွန်တော်တို့စစ်တပ်တဲ့ဟိုဝင်တဲ့အချိန်မှာပေါ်တာဆွဲတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဝင်ခဲ့ရတာသူအဆက်တွေလုံးပြီးမှဆိုတော့သူတို့ဖုန်းနဲ့ဖုန်းတိုင်းကြလိုက်နေဖုန်းရံကလည်းဝဲမှာကျွန်တော်ကအဆက်တွေဘာလုံးလာတော့ဒီစခန်းတွေကလည်းအပြင်ကိုထွက်လို့မရဘူးကျွန်တော်ကလို့ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကသူတို့တွားညှိတယ်တွားညှိတဲ့ခါကျတော့သူကလက်မခံဘူးလက်မခံတဲ့ပိုင်းနဲ့ပါတော့မင်းတို့ဒီလိုလုပ်လို့မရဘူးပေါ့နော်ဒီလိုလုပ်လို့ရှိရင်မလို့အရေးယူမှာတို့ဖတ်စားမှာတို့နော်ဒီစကန်ပြင်အထွင်ပြတ်သက်မှာတို့ပါဦးညာတို့ဒီလိုချိန်ချောက်မှုတွေနဲ့ကျွန်တော်တို့ခါးစီးမခံခဲ့ရပြီးတော့အခုလိုပွဲဖြစ်တယ်ပွဲဖြစ်တဲ့အချိန်မှာကျွန်တော်တို့အထိခိုက်ရတယ်။ဒါတော့ကျွန်တော်တို့အနေနဲ့ဘလိုအနေနဲ့မှဂျုံထွက်လို့မရတဲ့နောက်ဆုံးကျွန်တော်တို့လက်နက်ချလိုက်ပါတယ်။ရှိပါတယ်။၄ယောက်ပါ။အဲ့ဒီချိန်မှာတော့ကျွန်တော်တို့လောလောဆယ်ဘယ်လိုပြောရမလဲဆိုတော့အဲ့ဒီချိန်ကြီးတော့ကျွန်တော်မတွေ့ခဲ့ဘူး။ဒီမှာကျွန်တော်တို့နေတဲ့အချိန်တော့တိုင်းရင်းမှုကကြွားတွေတောင်းညံ့တာတို့ထူတာထောင်းတာတို့တော့လုပ်ခဲ့မှုပါတယ်အဲ့ဒီအချိန်မှာသူလှုပ်ခဲ့တဲ့အချိန်မှာတော့ကျွန်တော်တို့အနားမှာမရှိထိုးတာကြိတ်တာရိုက်တာနေတာပဲရှိမတင်ကားလို့ခေါ်ပြီးမေးပြီးတော့အဲ့ဒါလေးပဲရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်ပြောချင်တာကတော့ဗောနော်ဒီလက်ရှိဒီမြန်မာစစ်တပ်မှာရှိနေတဲ့စစ်သည်တွေအားလုံးပေါ့နော်စစ်သည်စစ်တပ်အားလုံးတချို့မလုပ်ချင်တဲ့စစ်သည်တွေရှိတယ်ရှိတာတော့တော်တော်များများရှိပါတယ်ကျွန်တော်တို့သိသလောက်ဆိုလို့ရှိရင်တော့အဲ့ဒီစစ်တီတွေကျွန်တော်အနေနဲ့ဒီဘောပြောချင်တာတော့ကော်လုံးဒီဘောဘာတော့အဲ့လိုမှမဟုတ်ဆိုရင်ဒီစစ်ဆိုးရမှာကျွန်တော်တို့လိုပဲဘဝတွေဖြတ်သန်းပြီးတော့သူတို့ရဲ့အနှိတ်ကိုပေါ့နော်နှိတ်ကိုခံစားနေရမှာဆိုတော့ကျွန်တော်အနေနဲ့ဒီဘက်ကိုပဲဒီလူနဲ့ပဲပူပေါင်းချင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီလိုတော့ပြောချင်ပါတယ်ရှိတယ်အိမ်မှာလက်နဲ့ဆက်ရှင်တဲ့လူတွေရှိတယ်သူတို့အထက်ကနေဟိုထိန်းထားလို့ကျန်တဲ့လူတွေကလည်းမလောက်ရဘူးဖြစ်နေတယ်ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့လက်နဲ့ရှာပြီးအထက်အလင်းဝင်လို့ရှိရင်အရှင်မထားဘူးတတ်လိုက်မယ်လို့ပြောတော့ကျွန်တော်တို့ကကြောက်ပြီးတော့ရင်အဲ့လိုမရတာပါချတင်ပါတယ်ဒီလူအနေထားမျိုးနဲ့ဆိုရင်ဒီဘက်မှာကောင်းတယ်သူတို့တွေဆက်လက်ပြီးတော့ရင်လက်နဲ့ရှာပြီးတော့ရင်ဒီလိုလေးဒီချမ်းချမ်းဖြစ်စေချင်ပါတယ်လို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်ဒီစကားပြောရင်ကျွန်တော်တို့ဒီကဟိုပေါ့နော်ဟိုကေယုံဖွဲ့တွေရောဒီကြောင့် PDF ဖွဲ့တွေရောပေါ့နော်ဒီကရှိနေတဲ့ဆရာမတွေဆရာတွေရောပေါ့အားလုံးကျွန်တော်တို့ကတော့ဝန်တာပါတယ်လူကြီးလေးကျေးဇူးတင်ပါတယ်ပေါ့နော်ကျွန်တော်တို့အသက်ကိုဒီလိုမရောကျေးဇူးတင်ပါတယ်သူတို့ကျွန်တော်တို့ဒီအသက်ဘေးနဲ့လွတ်ကဲအောင်သူတို့ကဲတင်ပြီးတဲ့အတွက်ပေါ့နော်ဟိုလွတ်မြောက်အောင်လုပ်ဝိုင်းမှုတော့ပူပေါင်းဆောင်ရွက်ပေးတဲ့အတွက်ကျွန်တော်တို့အမတန်လဲကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်ကူညီပေးတဲ့အတွက်ကျွန်တော်တို့ကျင်ထဲမှာအတိုင်းနဲ့အလုံးဝါသာလုံးစုပြီးပီတိလေးဖြစ်ရပါတယ်ပျော်လေးပျော်ပါတယ်ဒီမှာနေရတာအားလုံးကိုလည်းပဲကျွန်တော်တော်တော်လေးကိုကျေးဇူးလေးတင်တယ်